ကက်ကနေပေါင်မုံတလုံးကိုယူပြီးသူ့အဝတ်အစားထဲမှာတိတ်တဆိတ်ဝက်လိုက်တယ်အဲ့ဒီအချိန်မှာပဲတက်ကြီးရဲ့အိုတယောက်ကသူ့ကိုတားလိုက်ပါတယ်ကောင်လေးကိုစုမဲ့အစားအဲ့ဒီလူကသူ့အတွက်ပေါင်မုံကိုဝယ်ပေးခဲ့တယ်မြေပြင်ပေါ်မှာစောင်းကြောင်ထိုင်ပြီးပေါင်မုံကိုအညံ့မရစားနေတဲ့ကောင်လေးကိုကြည့်ပြီးအဖိုးအိုဟာတနာစိတ်တွေတဖွာဖွာပေါ်လာခဲ့ပါတယ်ဒါနဲ့သူကအဲ့ဒီကလေးကိုခေါ်ထားဖို့ချက်ချင်းပဲဆုံးဖြတ်လိုက်တယ်အဲ့ဒီနောက်မှာသူတို့ဟာကုန်တင်ကားလေးထဲမှာအတူတူအိတ်ခဲ့ကြတယ်ဒါပေမဲ့နောက်တနေ့မနက်မှာတော့ကောင်လေးကပျောက်ကွယ်သွားခဲ့ပါတယ်သူဟာအဖိုးအိုရဲ့စုဆောင်းထားတဲ့ငွေကြေးအလုံးကိုတောင်ခိုးယူသွားခဲ့တာပါပိုက်ဆံဆုံးရှုံးတာထက်ပိုပြီးနာကျင်ရတာကတော့သူ့ရဲ့စေတနာကိုတစ္ဆာဖောက်ခံရတာပါပဲဒါဟာအဖိုးအိုရဲ့နှလုံးသားကိုကြေခွဲစေခဲ့ပါတယ်ရှော့ခါပြီးဝန်းနေပူဆွေးမှုကြောင့်နှလုံးရောဂါထဖောက်ခဲ့ပါတယ်အဲ့ဒီလိုအရေးပေါ်အခြေအနေမှာသူ့ရဲ့ချစ်လှစွာသောခွေးလေးရေးရင်ကသူ့အနားကိုရောက်လာခဲ့ပါတယ်ဆေးကိုအချိန်မှန်တောက်ဖို့တတိပေးနေတယ်လို့ပါပဲအဲ့ဒီအချိန်မှာသူနားလည်သွားတာကတော့ဒီကဘာပေါ်မှာလူတွေထက်ခွေးတွေကကျေးဇူးတရားကိုပိုတိတက်ကြတယ်ဆိုတာပါပဲစုဆောင်းထားသမျှဆုံးရှုံးသွားပြီးနောက်မှာတော့အဖိုးအိုဟာတကယ်လေလွင့်သူတယောက်ဖြစ်သွားခဲ့ပါတယ်သူအိမ်ပြန်ချင်တာမဟုတ်ပါဘူးမကြသေးခင်ကမှသူနှစ်ပေါင်းများစွာအလုပ်လုပ်ခဲ့တဲ့စက်ရုံကသူ့ကိုအလုပ်ထုတ်လိုက်လို့ပါတက်ကြီးပိုင်းရွယ်မှာအလုပ်လက်မဲ့ဖြစ်တာဟာအလုပ်ကင်ဈေးကွက်မှာရှင်ပြိုင်နိုင်စွမ်းလုံးဝမရှိတော့တာကိုဆိုလိုတာပါသူအလုပ်ကိုအသေးအတန်ရှာခဲ့ပေမဲ့ဘယ်ကုမ္ပဏီကမှသူ့ကိုအလုပ်မခန့်ခဲ့ပါဘူးသူ့ရဲ့အနာဂတ်ကမရေမရာဖြစ်နေချိန်မှာပဲသူဟာနှလုံးရောဂါရှိကြောင်းသိလိုက်ရပါတယ်ဒီသတင်းဆိုးကိုတောင်ကောင်းကောင်းမခံစားနိုင်သေးခင်မှာပဲသူ့ဇနီးကသူအားပေးမှုအလိုအဆုံးအချိန်မှာကွာရှင်းပြက်ဆဲခြင်းစာချုပ်ကိုလက်ထဲထည့်ပေးခဲ့ပါတယ်ဒါဟာသူ့ရဲ့နောက်ဆုံးမျှော်လင့်ချက်ရောင်ခြည်လေးကိုလုံးဝရိုက်ချိုးလိုက်တယ်လို့ပါပဲဒါကြောင့်သူဟာသူ့ရဲ့ပစ္စည်းပစ္စယတွေကိုထုတ်ပိုးပြီးသူ့ရဲ့တူးတဲ့သောအဖော်ရေးယုံနဲ့အတူအိုးမဲ့အိမ်မဲ့ဘဝကိုစတင်ခဲ့ပါတယ်။ကောင်လေးကသူ့ရဲ့စုဆောင်းငွေတွေကိုခိုးသွားတဲ့နေ့မှာအဖိုးအိုဟာသူနှစ်ပေါင်းများစွာတန်ဖိုးထားခဲ့တဲ့ပစ္စည်းတွေကိုထုတ်ပြီးတင်းတော်တဲ့ဇေယျဖို့မျှော်လင့်ချက်နဲ့အဟောင်းဆိုင်ကိုယူသွားခဲ့ပါတယ်။ဒါပေမဲ့ဆိုင်ရှင်ရဲ့အမြင်မှာတော့အဲ့ဒီပစ္စည်းတွေကတန်ဖိုးမရှိပါဘူး။ညှင်းပယ်ခံရပြီးနောက်မှာတော့အဖိုးအိုဟာစိတ်ပြက်လက်ပြက်နဲ့သူ့ကားစီပြန်လာခဲ့တယ်။အဲ့ဒီအချိန်မှာပဲရေးယူဟာထိုင်ခုံပေါ်မှာအပြင်းထန်နာကျင်ခံစားနေရတာကိုသူတွေးလိုက်ရတယ်။သူဟာသူ့ခွေးလေးကိုတိရစ္ဆာန်ဆေးခန်းစီချက်ချင်းခေါ်သွားခဲ့ပါတယ်။တနာရီကြာအရေးပေါ်ကုသမှုခံယူပြီးနောက်မှာတော့ရေးယူရဲ့အသက်ကိုကယ်တင်နိုင်ခဲ့ပါတယ်။ဒါပေမဲ့များပြားလာတဲ့ဆေးဘိုးဝါခတွေကြောင့်သူအခက်တွေ့ခဲ့ရပါတယ်။တခြားရွေးချယ်စရာမရှိတော့တာကြောင့်သူဆိုင်ရှင်စီပြန်သွားပြီးအဲ့ဒီပစ္စည်းတွေကိုယူပေးဖို့တောင်းပန်ခဲ့ပါတယ်။ဒီတစ်ခါတော့ဆိုင်ရှင်ကစိတ်ပြော့သွားပြီးသဘောတူခဲ့တဲ့ဆိုင်ရှင်ပေးတဲ့ပိုက်ဆံဟာဆေးဘိုးပေးဖို့လုံလောက်တဲ့အပြင်ခီးစရိတ်အတွက်တောင်နည်းနည်းပိုခဲ့ပါတယ်။အားလုံးကိုဖြည့်ရှင်းပြီးနောက်မှာတော့သူဟာသူ့ရဲ့နောက်ဆုံးကြံတဲ့ပိုက်ဆံနဲ့ရေးရအတွက်ပေါင်မုံတချို့ဝယ်ပေးခဲ့တယ်။ဆိုင်ရှင်နဲ့စကားပြောရင်းဆိုင်ရှင်ဟာလည်းခွေးချစ်တတ်သူတယောက်ဖြစ်မှန်းသူသိလိုက်ရတယ်။လိမ္မာတဲ့သူ့အဖော်လေးကိုကြည်ရင်သူ့ရဲ့ပြင်းထန်တဲ့ယောဂကြောင့်ရေးရင်ကိုတည်ငြိမ်တဲ့ဘဝတစ်ခုမပေးနိုင်တော့ဘူးဆိုတာသူသိလိုက်ပါတယ်။ရေးရင်ကိုသူ့အနားမှာစာလောင်မှုသိမ့်မှုနဲ့ဆင်းရဲဒုက္ခတွေမခံစားစေချင်တော့တာကြောင့်သူဟာခွေးလေးကိုဆိုင်ရှင်ရဲ့စောင့်ရှောက်မှုအောက်မှာအနံဖို့ဆုံးဖြတ်လိုက်တယ်။သူဟာခွေးအိမ်လေးပေါ်မှာရေးရင်ရဲ့နာမည်ကိုတေချာရေးပေးခဲ့ပြီးနှုတ်ဆက်ရင်းပြုံးပြခဲ့ပါတယ်။သူဟာခွေးကြိုးကိုဆိုင်ရှင်လက်ထဲကိုလေးလေးနက်နက်အနံခဲ့ပြီးလှည့်ထွက်သွားခဲ့ပါတယ်။ဒါပေမဲ့သူထွက်ခွာတော့မယ့်အချိန်မှာပဲရေးရင်ကရုတ်တရက်အသေးတန်ဟောင်ပါတော့တယ်။အဖိုးအိုကခွေးလေးကိုတိတ်အောင်ခိုင်းခဲ့ပေမဲ့အမြဲတမ်းလိမ္မာရင်ကြီးတဲ့ဒီခွေးလေးကတော့မရက်ခဲ့ပါဘူး။သူဟာခွေးကြိုးကနေလွတ်အောင်အသေးတန်ရုန်းကန်ပြီးသူ့တခင်စီကိုပြေးလာခဲ့တယ်။အဲ့ဒီအချိန်မှာအဖိုးအိုရဲ့စိတ်ဓာတ်တွေပြိုလဲသွားပြီးသူဟာထိမ့်မနိုင်သိမ့်မရနှိုးကြွေးခဲ့ပါတယ်။နောက်ဆုံးမှာတော့သူဟာရေးရင်ကိုထားခဲ့ဖို့မရက်ဆက်နိုင်ခဲ့ပါဘူး။ဒါပေမဲ့ကံကြမ္မာကသူ့အပေါ်မပြုံးပြခဲ့ပါဘူး။သူ့မှာပိုက်ဆံလည်းမရှိတော့သလိုသူ့ကားကလည်းစီကုံသွားခဲ့ပါပြီ။သူဟာရှာတွေ့သမျှအကျွင်းကြံတွေကိုစုဆောင်းပြီးသမင်းတနက်စာကိုမနှဲချက်စားခဲ့ရတယ်။မကြခင်မှာပဲစောင်းရတီရောက်လာခဲ့ပါတယ်။စာလောင်မှုနဲ့ပြင်းထန်တဲ့အေးတံကသူ့အခြေအနေကိုပိုဆိုးစေခဲ့တယ်။သူ့ဘဝဇသိမ်းတော့မယ်ဆိုတာသူသိလိုက်ပါတယ်။သူဟာရေးရင်ကိုလွတ်လွတ်လပ်လပ်သွားခွင့်ပေးဖို့ကားတကားကိုဖွင့်လိုက်တယ်။ဒါပေမဲ့ထိုင်ခုံအောက်မှာအစားအစာပုံကြီးကိုသူတွေ့လိုက်ရတယ်။ဒါဟာရေးရင်ကသူ့အတွက်ယူလာပေးခဲ့တာတွေပါနေတိုင်းခွေးလေးဟာအစားအစာရှာဖို့တယောက်တည်းထွက်သွားပြီးအမိုက်ပုံးတွေကိုမွေနောက်ကအကျွင်းကြံတွေကိုရှာဖွေခဲ့တယ်ပြီးရင်သူ့တခင်အတွက်အကောင်းဆုံးအပိုင်းအစတွေကိုအမြဲယူလာပေးခဲ့တာပါ။ဒါပေမဲ့အခုအချိန်မှာတော့အဖိုးအိုဟာအစားစားဖို့တောင်အားမရှိတော့ပါဘူး။သူဟာသူ့ရဲ့နောက်ဆုံးကြံတဲ့အားအင်တွေကိုသုံးပြီးသူ့အဖော်လေးကိုတိုးတိုးလေးနှုတ်ဆက်ခဲ့ပါတယ်။သူ့နှလုံးသားထဲမှာခွေးလေးအပေါ်နောင်တတွေနဲ့ကျေးဇူးတရားတွေပြည့်နေခဲ့ပါတယ်။အကယ်၍နောင်ဘဝဆိုတာရှိခဲ့ရင်သူတို့ပြန်ဆောင်တွေ့ကြဖို့သူမျှော်လင့်နေခဲ့ပါတယ်